Hello ပဲမင်္ဂလာပါရှင်ဒီစာကလေးလေးအတွက်တမီတာအဟောလေးကိုပြပြပေးချင်ပါတယ်ဒါဆိုရင်ထုံးစံတာဘိုင်းလေးတွေပြီးတော့ဒါလေးတွေကဘိုင်း1ဘိုင်း2ဘိုင်း3ဟုတ်ပြီဒီနေ့လေးမှာဆိုရင်ဘိုင်း1ရေးထားတဲ့လေးတွေကပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့အလေးနားမှာပေါ့နော်ကိုယ်တိုင်ပဲဖြစ်စေကိုမျိုးတွေမှာကိုယ်ဆွေမျိုးအမောက်ကိုနဲ့အလေးထားခြင်းတွေကနေပြီးတော့ခလေးလေးမွေးတာတော့ကိုဝင်ရှိတာတော့ဆိုတဲ့သတင်းလေးကြားရတတ်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်ပေါ့နော်ကိုလုပ်ငန်းတွေစပြီးတော့လုပ်ဖို့ကောင်းတဲ့နေ့လေးဒီနေ့ဖြစ်ပါတယ်ရှင်ဒီပေါ့နော်စိုက်ပျိုးရေးနဲ့ပတ်သက်တာလေးတွေနော်စိုက်ပျိုးရေးနဲ့ပတ်သက်တာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေနောက်ဆိုလာတော့လျှက်စစ်တော့နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ်ရှင်ဒီနေ့လေးမှာဆိုလို့ရှိရင်ကိုအလုပ်ကိစ္စလေးဖြစ်ဖြစ်ပြောပြီးလေးတွေဖြစ်ဖြစ်ခရီးတူလေးတွေထွက်ရတတာလေးတွေလည်းရှိတတ်ပါတယ်ရှင်ဒီနေ့လေးကတော့ဖိုင်1လေးတွေအတွက်အရင်ကကောင်းတဲ့နေ့လေးဒီနေ့ဖြစ်ပါတယ်ဒီနေ့လေးမှာဆိုလို့ရှိရင်ကောင်းတဲ့နံပါတ်ကလေးတွေကတော့193ကိုပဲဖြစ်ပါတယ်ရှင်နောက်ဖိုင်2လေးတွေဖိုင်2လေးရဆိုလို့ရှိရင်ဒီနေ့လေးမှာဆိုလို့ရှိရင်အလှကိစ္စတွေမင်္ဂလာကိစ္စလေးတွေစကားပြောစရာလေးတွေရှိမယ်မီတင်တက်ရတာလေးတွေရှိတတ်ပါတယ်ရှင်ပြီးလို့ရှိရင်ကိုကလုပ်ငန်းမှာဖြစ်ပေါ့နော်အကြီးအကဲဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ဒီအလုပ်မှာပေါ့နော်ကိုကခေါင်းဆောင်တရားဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေမတင်မပြဖြစ်တာကိုဖြည့်ရှင်းပေးရတတ်တဲ့နေ့လေးလည်းဖြစ်ပါတယ်ဖိုင်2လေးတွေနော်ဖိုင်2လေးတွေဒီနေ့ဆိုလို့ရှိရင်ဘာသာရေးနဲ့ပတ်သက်တာလေးတွေလောက်ရတတ်တာလေးတွေများပါတယ်ဘုန်းကြီးကျောင်းတွေပါတယ်တဲရောက်တတ်ပါတယ်ပေါ့နော်တွားရတတ်ပါတယ်ရှင်ဖိုင်2လေးတွေကဆိုလို့ရှိရင်ဒီနေ့မှာကောင်းတဲ့နံပါတ်ကလေးကတော့9နှစ်တိုပဲဖြစ်ပါတယ်ရှင်နောက်ဖိုင်3လေးတွေဒီနေ့မှာဆိုလို့ရှိရင်ကိုကပေါ့နော်ကိုအခုရှိနေတဲ့နေရာကနေပြီးတော့လွတ်မြောက်သွားပြီပေါ့နော်ကိုရဲ့လောကမှာကိုခက်ခဲကြမ်းတမ်းနေတဲ့အရာတွေပေါ့နော်ကိုမနေချင်တဲ့နေရာတွေကိုမလုပ်ချင်တဲ့အလုပ်တွေကနေပြီးတော့စပြီးတော့လွတ်မြောက်ဖို့အတွက်စတင်ပြီးတော့ထွက်ခွာပြီးပဲဖြစ်ပါတယ်ရှင်ကိုမလို့ချင်တဲ့အရာတွေလည်းစတင်ပြီးတော့ထွက်ခွာပြီးလွတ်လပ်ပေါ်ပါတဲ့အရာတာကိုဒီနေ့မှစပြီးတော့ခံစားရပြီပဲဖြစ်ပါတယ်ပေါ့နော်နောက်ဘိုင်း3လေးတွေကဆိုလို့ရှိရင်ညာပညာနဲ့ပြည့်စုံတယ်ကိုယ့်ရဲ့အုံနောက်ကစဉ်းစားတဲ့အတိုင်းကိုဉာဏ်ကိုယုံပြီးတော့အဲ့ဒီတိုင်းပဲဆက်ပြီးတော့လုပ်ပါရှေ့လျှောက်ပြီးတော့အောင်မြင်ဖို့လမ်းစာလေးတွေရှိပါတယ်ဖះမှာပန်းကုန်းလေးတွေလူပေးပါပေါ့နော်ဆိုတော့ပန်းကုန်းလေးလိုမျိုးလေးတွေပန်းကုန်းလေးတွေကိုလူပေးပါပန်းလေးတွေကောင်းမွန်တဲ့ဘဝကိုစတင်ပြီးတော့ခြေလှမ်းနေပြီလို့ပြောချင်ပါတယ်ပန်း3လေးတွေရဲ့ကောင်းတဲ့နံပါတ်ကတော့117တို့ပဲဖြစ်ပါတယ်နှစ်နော်117နှစ်ဆိုတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်သိပေးကြပါလိမ့်ရှင်အားလုံးပဲကျေးဇူးတင်